ဘုရားကျမ်းဂန်မာလိလာရှိခြင်း
India, Yellow India, Uno India. Are you a little while you get the India with the Mudo? The Yam Yellow 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 Yellow. Yellow Yellow Madu, are you in Yellow? Let's say, Yellow, Chico, Buddha, Pumio, Yellow. There is a Gara, Wakanama, Buddha, Gazena. Sagia, Rovina, Buddha, Gazena, Ponya, Yadovana, Buddha, Gazena, Yanaduja. Mimi, Yogi, Elohi, Yadonda, Ado. A dead Sijan, Silvaji, Goadi, Yelina, Buddha, Alu, Goadi. These are all Zion, Nako, Lindsay, Santo, Conyo, Jana, Nikola, Tuado, and Piso, Japo, Vila, Lipi. Lida, Mayor, Vena, Vega, Yoga, Vega, Kaka, Vega, Nija, Comilia. Yedia, Boa, Tania, Duba. Yodia, Nadia, Boyim, Jimbo. I hope I have this all let by and know. And I'll take you see the way to look around you like it up on me. We are like your own and yet we were secretly. We are like your own and not so much. Oh, how is our Nirona Pesavo, Mimo, Mega Pesavo, Quasi, Jimsano. Men Liva, Oliva, Pesavo, Lazo, Java, Yakeva, Vena, Pola, Wina, Pina, Moya, Malaya, Maria, Pedo, Abingana, Nevan, Fili, Yaboa, Dodo, Yahweh, Yahweh, Nimo, Pimen, Nagari, Pisi. Ahangani, Idamina, Athena, Damanadam, Rubana, Ilam, Damayasami, Loghandadawa, Ilam Vita, Megani, Duniyami, Ahangani, Idamina, Athena, Damanadam, Rubana, Ilam, Damayasami, Loghandadawa, Ilam Vita, Megani, Duniyami, Ahangani, Idamina, Athena, Damanadam, Rubana, Ilam, Damayasami, Loghandadawa, Ilam Vita, Megani, Damarami Daurita. Namo Tassa Bhagavato Arahato Sammasambuddhassa. Buddham Gissami, Dhammam Gissami, Sangham Gissami. Dudiyami, Buddham Gissami, Dudiyami, Dhammam Gissami, Dudiyami, Sangham Gissami. Dadiyami, Buddham Gissami, Dadiyami, Dhammam Gissami, Dadiyami, Sangham Gissami. Didana Gahanda Varibunga Bana Virani Dekhavaranda Mariyami
အာပြေမသရိယာဝေရမိတေခပရံဓမ္မာရိယာမိမုဒ္ဒဝါဒဝေရမိတေခပရံဓမ္မာရိယာမိဒုရာမိရယမေသပမဒဌာနာဝေရမိတေခပရံဓမ္မာရိယာမိဝိကာလဘောဇနာဝေရမိတေခပရံဓမ္မာရိယာမိနေသာဂီတာဝါဒိတာဝိဒုကဒတနာမာလာကနာဝိလေကနာသာရဏမန္တနာဝိဘုဒနာဌာနာဝေရမိတေခပရံဓမ္မာရိယာမိဩဇာတေနဘာတေနဝေရမိတေခပရံဓမ္မာရိယာမိလုံးစုံများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေလုံးစုံများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေလုံးစုံများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေတတဝါနန္ဒာဘေမခဤကြံကြပါစေတတဝါနန္ဒာဘေမခဤကြံကြပါစေတတဝါနန္ဒာဘေမခဤကြံကြပါစေဤကြံမေကုန်မြံနိဗ္ဗာနတပစ္စယောဟောတုဣမာနိတိတရဏေနာသဟအထင်္ဂဓမ္မနာကတံဥပောဒကသီလနာရုပံကတောဓမ္မအဂမဒေနသီလံတပ္ပတိတာAmen. Ya tahu ya. Siapa sih yang dia? Dia ada berapa doa? Dia tahu berapa ya? They let
ဒုက္ခတွေဆုံးလာတဲ့တဏှာဘုံဒီနာတဏ္ဍာနာညောင်ချီပေါ်ချီအောင်ဟင်းကြီးလျက်အလီအလီထက်ထက်ကျင်လေနေကြလို့တော့အမကအဝိဇ္ဇာပိကလာငယ်ရိတ်ကြသောတဏှာစခန်းဝေကြလိုက်တော့ကမအေးနာမှုတရားရည်အမျက်စီကိုမယူမီစိတ်ထားသည်တပည့်တော်မတို့အားတန်တာရဥဒရတဏှာဝိသလုံးမှာအဟောင်းမန်သောမြောက်ရာအဖြစ်တရားစစ်တရားမှန်ကိုနာလေပရိဝေယမရှိကြ၍စိတ်ငါတေချာပြည်စည်းငါမဆွမ်းနိုင်ကြပါဗျာတူတပည့်တိုင်းသာသာဤကာမတွေကိုတည်စရာဓမ္မအထွေနေတတိအခေါ်ထားရအောင်ဝိပဿနာဓမ္မတတ်တဲ့နေဖြင့်အဟောင်းမန်တဲ့တဘာဝတွေကိုထပ်ပြန်တာနတ်တန်ဟာရကြောင့်ပုတ်တန်တမနာတာရစတိဟုအမြဲရဲ့ပြမจิตပထမချီကျူအသည်ချီကျူချီမြတ်ချစ်တော်မူသောအရှင်ဘုရားသည်မြတ်တာစိတ်တန်လွတ်ကြပါစေရကြပါစေရောက်ကြပါစေကုသိုလ်မြတ်တာစိတ်ကိုထပ်ပြီးတော့နာအဝိဇ္ဇာတနာပိတ်ဖုံးငါဖြင့်တန်တရားရဲ့တွေ့လေလေကျင်းလေးနေညာတပည့်တော်မတို့အားတနာပိနာရှိထားပါ၍ဓမ္မတာတုကံရုပ်တမှုငါရောက်ကြောင်းနတ်ပြတ်သောတသိန်းနဲ့အရှိရှိရောရောချစ်ပြည့်နေတဲ့ပရမတ္တတရားကိုခြေသေးကျူဓမ္မပူဇာ၏သောဝေတိသာရိညသဘောကြအောင်ဟောကြားတော်မူပါဗျာဒီသေးကျူကယုဏပညာဖြာထံကဖြင့်သစ္စာတည်တရားစီကိုအပေမကြအောင်ကေမတနာတစ်ဖြင့်တိုင်းကျွေးဟောကြားတော်မူပါဆရာသခင်အရှင်သူမြတ်ကြီးဖျားသာဓုသာဓုသာဓု ဒုလာစုပ်3ရက်တင်းကြံကျန်တဲ့ဤနေ့မှာဓမ္မပူဇာဖြစ်လူရန်ပူဇော်ထားတဲ့လူချင်းများကိုပညာပေးပါမယ်ဓမ္မဒနာ
မာဒီလူချင်းများကတော့ဦးဇင်းရဲ့ဘဝဇာတ်ကြောင်းလေးကိုသူဘာအဖြစ်ဒါပြောပြလာတယ်ဆက်တဲ့ရွယ်ကာနိစားပြီးတော့ဦးဇင်းဒီကြီးရွာဒေနာဝန်ကျောင်းမှာပရိယတိစာပေကိုစတင်ပြီးတော့သင်ကြားဖို့ရခဲ့တယ်နော်ပရိယတိစာပေကိုနည်းနည်းဒီမှာသင်ကြားပြီးတော့မူပမာ3နှစ်ရန်ကုန်မှာ1နှစ်မန္တလေးကိုမြေပြည့်တဲ့ထမှာပါသွားခဲ့တဲ့ငရုံးရင်တက်တယ်မှာ7နှစ်ပေါ့နော်ပညာစာပေကြီးပြုခဲ့တယ်အဲဒီလိုပညာစာပေရှိဖို့ပြီးတဲ့နောက်မှာမန္တလေးနေစဉ်ကာလအင်္ဂလိပ်သင်တန်းတက်တယ်ပေါ့နော်အင်္ဂလိပ်သင်တန်းတက်တော့တကယ်ကြတော့မေးတယ် Why do you have English spoken class? ဘာလို့အင်္ဂလိပ်စကားပြောတဲ့နေကိုတက်တာလဲအဲ့ဒါကြတော့ဒါဥပဒေပြလိုက်တယ်ပေါ့နော် I want to taught the Buddha's Dhamma in English ရသော်ဘုရားရဲ့တရားတော်တွေကိုအင်္ဂလိပ်လိုဟောကြားခြင်းလို့အင်္ဂလိပ်စကားပြောတဲ့နေတက်တယ်ဆိုပြီးတော့ပြောတဲ့အခါမှာခုမေးတယ်မေးခွန်းမေးတယ်ဘာပြောလဲဆိုတော့ you can't be you cannot be မဖြစ်နိုင်ဘူးဒါအဲ့ဒီလိုပြောကြတယ်ပေါ့ဝတ်ဆိုရင်တိတ်အယူပဲပြီးပြီစောင့်ကြည့်ပါတနေ့ကျရင်မင်းယုံလာမှာပါဆိုပြီးတော့ဒီနေရာမှာအင်္ဂလိပ်ခြေခံသင်တန်းကိုတက်တယ်တက်ပြီးတော့မှဒီမေယံကုန်းမြို့နယ်ဆွေတော်ဘုရားနယ်နဲ့ကျင်းစာတရားဝါဒတက်ကြလို့မှာဦးဇင်း9နှစ်ပြီတရားသင်ကြားတယ်9နှစ်ဒီတရားသင်ကြားစဉ်ကာလအတွင်းမှာပဲသာဝတိသာမလေးရှားတို့စင်ကူတို့ကိုဒါနာပြုကြွားတယ်ပေါ့ဒါနာပြုဘယ်ချိန်မှပြတ်သွားလဲဆိုတော့ကိုဗစ်ကာလစပြီးတော့ဖြစ်တဲ့ချိန်ကနေဒါနာပြုပြတ်သွားတယ်ပေါ့နော်တလည်းငင်းနဲ့တလည်းငင်းကုတန်းပေါ်လာဝင်မရှိဆိုတော့ပြတ်သွားတယ်အဲဒီလိုမပြတ်ခင်မှာမလေးရှားစင်ကူတို့ဆိုတာကဦးဇင်းတရားဟောတဲ့နေရာမှာမြန်မာတွေမဟုတ်ဘူးနိုင်ငံခြားအင်္ဂလိပ်လိုဟောရတာပါနော်အင်္ဂလိပ်လိုဟောတဲ့ဓာတ်ကtranslate တာတယောက်ပေါ့ဘာသာပြန်တဲ့လူတယောက်ကတော့ရှိတယ်အဲဒီလိုဟောခဲ့ရတဲ့အခါမှာအဲ့ဟာကိုဦးဇင်းကဒီဦးဇင်းရဲ့ဒီ social အကောင့်ဖြစ်တဲ့ Facebook မှာဒါတင်လိုက်တဲ့အခါမှာမြင်သွားတာပါနော်မြင်သွားပြီးမလေးရှားနေပြန်လာဒီမလေးရှားနေပြန်လာဦးဇင်းမန္တလေးကိုအလေသွားတော့ပြောဘာပြောလဲဆိုတော့ you can do it မင်းလုပ်နိုင်တယ်အဲဒါကြောင့်အဲ့မလေးရှားမှာသာသနာပြုကျက်သွားတဲ့နောက်ပိုင်းမှာဦးဇင်းကဘာလို့လဲဆိုတော့ဦးဇင်းသင်ထားတဲ့ပညာတွေကိုတော့ဒီတိုင်းတော့ဒီတိုင်းထိုင်ရင်စံပြေဘူးဆိုပြီးဦးဇင်းကဒီလိုစိတ်ကိုမှာပဋိကတာဝန်လုပ်တယ်ပဋိကတာဝန်လုပ်တဲ့နေရာမှာဦးဇင်းကဗိဓမာဘာသာရပ်ကိုတင်ပါတယ်ဗိဓမာဘာသာရပ်တင်ပြီးတော့မှကွန်ပျူတာရေးရာဦးဇင်းတာဝန်ယူရပါတယ်စောင်းမွေးရေးရာဦးဇင်းတာဝန်ယူရပါတယ်စိတ်ကပိုင်းရေးရာဦးဇင်းတာဝန်ယူရပါတယ်ဒါတွေဘလုံးကဦးဇင်းတာဝန်ယူပြီးတော့လုပ်ရတာပေါ့တာဝန်ယူပြီးလုပ်တဲ့ညမှာအကုန်လုံးကိုတော့တာဝန်ယူပေါ့နော် generation to generation ပေါ့လက်ဆက်ကမ်းပြီးတော့ဦးဇင်းရဲ့လက်အောက်ငယ်သားတွေထားပြီးထားတာပေါ့ generation to generation senior junior ပေါ့နော်အဲဒီလိုထားပြီးတော့သူတို့တွေကဒီစီကတစ်ခုကိုပြည်ရင်းနဲ့အောက်လည်းငယ်တဲ့စီကတစ်ခုကိုပြည်ရင်းနဲ့ show fountain ဆိုရင်ဦးဇင်းစီကတိုင်းနဲ့ခွန်းလွတ်တဲ့ဟာဆိုတော့ခွန်းလွတ်တဲ့ဟာဆိုတော့ခွန်းလွတ်လို့အခုပရမဇုံနေနဲ့ဦးဇင်းရဲ့ biography ပြောဆိုပြီးတဲ့နောက်မှာအခုလိုဓမ္မရမင်းကြီးဖြစ်ရအောင်ဦးစီးဦးဆောင်လုပ်ကြတဲ့လူငယ်များလူကြီးများနောက်ကနေဝိုင်းဝန်းတန်ဖိုးပေးကြတဲ့ကာယဒါနလူငယ်များလူကြီးများအားလုံးကိုဒီညကနေဦးစီးအထူးပဲကျေးဇူးတင်ပါတယ်နောက်ပြီးတော့အခုလိုဒီဓမ္မသနာပြင်ထက်မှာဘုရားဟောခွင့်ရအောင်ဘုရားဟောခွင့်ပေးတဲ့ကိုယ်နာတိအထူးပဲကျေးဇူးတင်ပါတယ်အဲဒါကြတော့အခုဒီဓမ္မဒါနပ
တရားဝဲချင်းမြတ်ဖို့အတွက်ဒါဦးစီးဦးဆောင်လုံးနေတဲ့တရားတွေတဲ့တရားပါတွေမှာဘာပြောလဲဆိုတော့ဒီလိုလိုအေးရမှာတဲ့တရားနဲ့နေတာကြားပြီဗျာတရားနဲ့တယ်ဆိုတာကဘာလဲဆိုတော့အတိတရားတွေပြတ်တာနဲ့တူတူပဲလောကကြီးမှာမြတ်စွာဘုရားရှင်မပွင့်ခင်ကာလတော့လူတွေဟာကောင်းတာတွေလည်းမသိဘူးဆိုလိုက်တယ်မသိဘူးဒီခန္ဓာဒီပရိရှိဝေဒာဟိုရစ်ကတော့ပြတယ်ဘယ်ဟာတွေကောင်းတယ်ဘယ်ဟာတွေဆိုးတယ်ဆိုတော့လူတို့မခွဲခြားနိုင်ဘူးအဲဒါကြောင့်လူတို့ရဲ့ဘာတွေလောက်ကြလဲဆိုတော့တောတောင်တွေကိုကိုယ်ဝေကြတယ်ရင်းကြီးတွေကိုကိုယ်ဝေကြတယ်နွားတွေကိုကိုယ်ဝေကြတယ်အိဋ္ဌာန်တွေကိုကိုယ်ဝေကြတယ်နှစ်ချို့လို့ပြီးတော့ပြောမယ်ဆိုလို့ရှိရင်အိဋ္ဌာန်တွေကိုကိုယ်ဝေကြတယ်ဒါဟာဘာကြောင့်ကိုယ်ဝေကြတာလဲသူတို့မှာဘယ်ဟာတွေကောင်းတယ်ဘယ်ဟာတွေဆိုးတယ်ဆိုတာကိုဟောပြောညွှန်ပြဆုံးမပေးမယ်ပုဂ္ဂိုလ်မရှိဘူးကိုယ်ထင်ရကိုယုံကြည်ရကိုလို့ပြီးတော့ကိုယ်ွယ်ယုံကြည်ကြတာအဲဒါကြတော့ဦးဇင်းတို့ဒီလူဘုံကြီးဟာဘာလဲဆိုရင်ကာမဘုံကြီးမနုဿလောကောမေဝကာမဘုံကြီးမနုဿလောကလို့ခေါ်တယ်ဒီလူဘုံကြီးကာမဘုံကြီးကံဘုံကံရဲ့အဆောင်နဲ့ပဲရောက်လာကြတယ်ကံရဲ့အဆောင်နဲ့ပဲပြန်သွားကြတာဟုတ်တယ်မဟုတ်လားနော်လူဘုံကြီးကိုဒုတရားနာသိတဲ့လူရောက်လာတာဘာရဲ့အဆောင်နဲ့ရောက်လာတာတော့ကံရဲ့အဆောင်နဲ့ဟုတ်တယ်မဟုတ်လားကံရဲ့အဆောင်နဲ့ရောက်လာကြတဲ့အထက်မှာမှလူတယောက်နဲ့တယောက်ရောက်လာတဲ့ကံချင်းမတူကြဘူးဦးဇင်းတို့ဗိဓမာမှာဆိုလို့ရှိရင်အာဟိပဋိဒာနေနဲ့နေတဲ့ပုဂ္ဂိုလ်လေးရှိလူဘုံကအာဟိပဋိဒာနေနေပြီးတော့ရောက်လာတဲ့ပုဂ္ဂိုလ်လေးရှိနောက်တော့ဒီဟိပဋိဒာနေနေပြီးတော့လူဘုံကိုရောက်လာတဲ့ပုဂ္ဂိုလ်လေးရှိတယ်ဒီဟိပဋိဒာနေနေပြီးတော့လူဘုံကိုရောက်လာတဲ့ပုဂ္ဂိုလ်လေးရှိတယ်အဲဒါလူတယောက်နဲ့တယောက်မတူဘူးဆိုတာဘာတွေမတူလဲကြည့်ကြည့်မယ်တချို့တော့ပုဂ္ဂိုလ်တွေဉာဏ်ကောင်းတယ်ဟုတ်တယ်မဟုတ်လားနော်တချို့တော့ပုဂ္ဂိုလ်တွေဉာဏ်မကောင်းဘူးဒါဟာဘာကြောင့်လဲ To some extent we can differentiate who is he or who is she သူဟာဘယ်သူလဲသူမဟာဘယ်သူလဲဆိုတာအတိုင်းအတာတစ်ခုထိခွဲခြားလို့ရတယ်ဘာလို့လဲဆိုတော့လူတွေဟာလူဘုံကိုလာတာချင်းတူနေကံချင်းမတူဘူးသိချင်းမတူဘူးတချို့တော့ပုဂ္ဂိုလ်ကအာဟိပရိဒာနေနဲ့လာကြတာအာဟိပရိဒာနေဆိုတာကဘယ်လိုပုဂ္ဂိုလ်မျိုးလဲပေါ့နော်တတိဆန်တွေအကုန်လုံးသိရှိတတိဆန်တွေအကုန်လုံးဟာအာဟိပရိဒာနေနဲ့နေပြီးတော့သိဆန်ဖြစ်ကြတယ်ဟောလူဘုံကိုရောက်လာတဲ့အာဟိပရိဒာနေနဲ့နေပြီးတော့လူဘုံကိုရောက်လာတဲ့ပုဂ္ဂိုလ်ကတတိဆန်ဖြစ်တစ်စက်ပဲမြင်ဘယ်လိုပုံမျိုးလဲဆိုလို့ရှိရင်တက်မပြည့်တဲ့ပုဂ္ဂိုလ်တွေဖြီးလက်မတန်ဆွမ်းတဲ့ပုဂ္ဂိုလ်တွေဉာဏ်အားဖြင့်ထုံတိုင်းတဲ့ပုဂ္ဂိုလ်တွေစာသင်လို့မရတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလိုပုဂ္ဂိုလ်တွေဟာအာဟိပဋိဒံတွေနဲ့နေပြီးတော့လူဘုံကိုရောက်လာကြတာအဲ့ဒီတော့အာဟိပဋိဒံတွေနဲ့နေပြီးလူဘုံကိုရောက်လာကြတဲ့ပုဂ္ဂိုလ်တွေဟာတိရိစ္ဆာန်တာဖြစ်တဲ့နေရာကောင်းတာဆိုတာကိုတာမန်ဒုဟိပုဂ္ဂိုလ်တိဟိပုဂ္ဂိုလ်တွေကိုခွဲခြားပြီးတော့မလုပ်နိုင်ဘူး။အဲကြောင့်လို့ခုဒုတိယနာပြည့်တဲ့တို့ဒါလူဘုံကိုရောက်လာကြတဲ့ခုတရားဓမ္မတွေနာယူအောင်လာကြတယ်ဆိုတာဒီထဲမှာဒုတိယနာပြည့်တဲ့တို့ကလုံးဝအာဟိပရိဒတ်မဟုတ်ဘူးဆိုတာတစ်ထစ်ချပြောရတယ်။အဲဒီမှာဦးဇင်းဒီနေ့ဟောမဲ့တရားနဲ့ပြောမဲ့တရားဆိုတော့ကဏ္ဍနှစ်ခုခွဲထားတယ်ပေါ့နော်။ဟောမဲ့တရားနဲ့ပြောမဲ့တရားဆိုတာပြောမဲ့တရားကိုရင်ပြောမယ်။ပြောမဲ့တရားကဘာပြောကြလဲဆိုတော့တင်းကျပ်ဘုရားတို့တင်းကျပ်ကဘယ်ကနေဆင်းသက်လာလဲဆိုသင်္ကတဆိုရယ် သင်္ကရဆိုတဲ့ပါဠိစလုံးကနေဒါဆင်းသက်လာတော့သင်္ကရဆိုတာဘာလဲအကန့်အတက်အတားအစီအပိတ်အပင်အဲ့ဒါကိုသင်္ကရအဲ့သင်္ကရဆိုတဲ့စကားလုံးကနေဆင်းသက်လာတဲ့တင်းကျပ်ကသင်္ကတဘုရားအဲ့တင်းကျပ်ဟာသင်္ကတသင်္ကရကမှာတက္ကရာဇာတ
တက်ကရာစာကမှမြန်မာဦးပြလိုက်တော့တက်ကြတယ်အဲတက်ကလေးကိုဦးဇင်းတို့ BC AC ကို BC မို့ AC 638ခုနှစ်ကနေစပြီးတော့ဦးဇင်းတို့ရဲ့မြန်မာတက်ကရာစတင်ခဲ့တာဘယ်နည်းကစတင်ခဲ့တယ်လဲဆိုရင်ပကံခေပြူစောတိမင်းကနေစတင်ပြီးတော့ကောင်းစာတိတ်ကလေးတစ်နှစ်နှစ်နှစ်ဆိုပြီးရည်ရွယ်လာတာခုဆိုရင်1386ခုနှစ်တန်းတက်ပြီအဲဒါကြတော့ဒီတေကရဆိုတဲ့စကလုံးရဲ့အဓိပ္ပာယ်ကဘာလဲဆိုအတားအစီအပိတ်ပဲဘယ်လိုအတားအစီအပိတ်မလဲဆိုဦးဇင်းတို့ဒီ1386ခုနှစ်ကနေ89ခုနှစ်ကိုရောက်တော့တယ်ရောက်တော့တဲ့ခါမှာမိမိတို့ဒီ86ခုနှစ်မှာဘာတွေလုပ်ခဲ့လဲကောင်းတာလုပ်တာများသလားမကောင်းတာလုပ်တာများသလားဒါကိုကိုစဉ်းစားမယ်အဲဒါကြတော့ကောင်းတာလုပ်တာများတယ်ဆိုရင်ကတော့ဦးဇင်းတို့သင်္ကရဆိုတဲ့စကားလုံးကသိပြီးတော့အကျိုးတရားမရှိဘူးမကောင်းတာလုပ်တာများတယ်ဆိုရင်တော့ဘာရဲ့မကောင်းမှုအတွေးအခေါ်ပြောဆိုအပြုမှုဒါတွေအကုန်လုံးကိုဒီမှာပဲရပ်တော့ဆိုပြီးတော့သင်္ကတဆိုတဲ့စကားလုံးနဲ့ကတ်တက်လိုက်တာ1380ခုနှစ်ရောက်ပြီဆိုတာနဲ့ဒါကောင်းတာတွေကိုလုံးမယ်မကောင်းတာတွေမလုပ်တော့မပြောတော့မဆိုတော့မကြမ်းတော့ဘူးနော်အဲ့ဒီလိုဒါဒိဋ္ဌိကိုဆောင်းနေပေါ့အဲ့ဒီလိုဒိဋ္ဌိကိုဆောင်းတဲ့အခါကျတော့အင်္ဂလိပ်လိုကျတော့ဘာလဲဝါတာဖက်စတင်ဆိုတဲ့စကားလုံးကဦးဇင်းတို့ဒီမွတ်စလင်ဘာသာဝင်တွေဥပုပ်ဆောင်းတဲ့ကာလတက်လာဒါပြီးသွားပြီလားတော့မသိဘူးနော်မွတ်စလင်ရဲ့ဥပုပ်မှာကြတော့ဖက်စတင်လို့သုံးတယ်ဒါဥပုပ်ဆောင်းတယ်ဆိုတာမကောင်းတယ်မလို့ပေါ့နော်ဒါဖက်စတင်ဦးဇင်းရဲ့ဒီမြန်မာမှာကြတော့ဥပုပ်ကိုကြတော့စပတ်ဒီပြီးစပတ်ဒီပေါ့နော်ဒီဖုံးမွန်းတွေညုံမွန်းတွေစားတယ်လာပြင်းနေလာခွန်းနေအဖိနေဥပုပ်နေဆိုတော့ဒါအင်္ဂလိပ်မှာသုံးတယ်ဒါဒီဖက်စတင်ဆိုတဲ့စကားလုံးကဒါမွတ်စလင်တွေရဲ့ဥပုပ်မှာသုံးတယ်ဖက်စတင်ဆိုတာဘာလဲဆိုတော့ဥပုပ်စောင့်ခြင်းစောင့်ထိန်တယ်ဆိုတာကဘာလို့စောင့်ထိန်တာတော့ဝါတာဖက်စတင်ရေးတဲ့စောင့်ထိန်တယ်ဦးဇင်းတို့ဥပုပ်မှာတော့မရှိတော့ဘူးနော်ဒါပကံခဲတို့ပြုခဲတို့အင်းဝခဲတို့ကုန်းမောင်ခဲတို့ကဆိုပြီးမင်းတွေကခေါင်းစည်းမင်္ဂလာရေကန်ဆိုတာလူမင်းတွေခေါင်းစည်းတဲ့မင်္ဂလာရေကန်ဆိုတာရှိမင်းနဲ့ပြုလို့ပြောအဲခေါင်းစည်းမင်္ဂလာမှာနှစ်တဲ့ကူရန်မှာတေယောကေမောစတဲ့ပြည့်မိမိတို့ရဲ့ခေါင်းမှာရှိတဲ့အညစ်အကြေးတွေမကောင်းမှုအကုသိုလ်တွေအတွေ့အခေါ်တွေအပြောဆိုတွေကြမ်းစီတွေဒါတွေဘလုံးကိုဒီမှာပဲရက်တော့နောက်နဲ့เราတို့ရဲ့80နဲ့9ခုတည်းကိုမပါလာနဲ့ဆိုပြီးတော့ဒါဒီလိုလုပ်ကြတာပေါ့ဒါပေမဲ့လည်းခုခေတ်ကာလနေထားရတာတော့ဒီအကျံပွဲတော်ဆိုတာကလုံးဝကောက်ဖို့ဖုံမှုမူဖို့ယူဖို့အကျံပွဲကြီးကိုပြပါလို့ဒါဖြစ်နေကြတာပေါ့နော်ဒါအကျံပွဲရဲ့မူလဇင်းမြစ်ကနှစ်အောင်မှရှိတယ်မကောင်းတော့အပြောဆိုမကောင်းတော့ပြုမှုတွေအကုန်လုံးဟာနှစ်တဲ့ကိုမပါရအောင်ကိုဆင်ခြင်ပြီးတော့ဘယ်ဟာတွေကများတယ်လေကောင်းတာကများသလားဆိုးတာကများသလားဒါကိုပြီးတော့ဆိုးတာတွေများတယ်ဆိုတော့ဒီမှာပဲရက်တော့ကောင်းတာတွေများတယ်ဆိုဒီကောင်းတာတွေကိုဆက်လက်ပြီးတော့တဲဆောင်ပြီးတော့1380ခုနှစ်ကိုတွားမယ်ဆိုပြီးတော့ဒီလိုပေါ့ဒါကအခုလိုတင်းကြံနဲ့တက်တဲ့အကြောင်းကြောင့်နောက်တစ်ခုကဦးဇင်းတို့မြန်မာနိုင်ငံမှာကတိမျိုးကြုံတွေ့နေကြတယ်ဟုတ်တယ်မလားနော်ကတိမျိုးကြုံတွေ့နေရတဲ့အချိန်မှာကာလဝိပတ္တိလို့ခေါ်တယ်ခက်ကာလကြီးပစ္စည်းသွားပြီဆိုလို့ရှိရင်ကုလိုတရားတွေကအလုံးမလုံးတော့ဘာဖြစ်သွားလဲဆိုကုလိုတရားနဲ့ temporary stop ပဲခက်တာခဏရက်သွားတယ်အဲ့လိုကုလိုတရားတွေကခက်တာခဏရက်သွားပြီဆိုလို့ရှိရင်ကုလိုတရားတွေရက်လို့အကုလိုတရားတွေကရက်တရားဆိုအကုလိုတရားတွေကမရက်ဘူးအကုလိုတရားတွေကပုံပြီးတော့မှကျိုးပြီးတယ်ပြောမယ်ဆိုလို့ရှိရင်တောမီးလောင်တော့တောကြောင်လက်ခမောက်ကဲဆိုလို့အကုလိုတရားတွေကပုံပြီးတော့အကျိုးပြီးတယ်အဲကြောင့်မလို့ဒီကာလဝိပဿနာလို့ခေါ်တဲ့ခ
က်ကလာကြီးပြည့်စည်ပါပြီခက်ကလာပြည့်စည်တဲ့မှာဘာတွေလာလို့လဲဒုဗိခံရကတ်ဘယ်မှာခေါင်းပါတယ်ရောဂါရကတ်ယောဂမျိုးမျိုးပုံပုံနေကြုံတွေ့ရတယ်ဒါဥစဉ်ကိုဗစ်-19ဒါယောဂရကတ်နောက်တတန္တရကတ်လက်နေပြီးဒါကြုံတွေ့ရတယ်ဒီလိုဘေးတွေကြုံတွေ့ရပြီဆိုလို့ရှိရင်ကုလိုတရားတွေဟာ temporarily stop ခက်တာခဏရက်နေတယ်ကုလိုတရားတွေရက်ပြီးဆိုတော့အကုလိုတရားတွေကလုံးဝ continuously giving result စမပြတ်အကျိုးတွေပြီးနေတယ်အဲဒါကြောင့်မိမိတို့တွေဟာဒီလိုကာလဝိပဿနာလို့ခေါ်တဲ့ခက်ကာလကြီးပြည့်စည်တဲ့အထဲမှာဘာတွေလုပ်ရမလဲဆိုတော့မိမိရဲ့လုပ်ရက်တွေကိုပြန်ပြီးတော့သိခေါ်စဉ်းစားရတယ်အဲဒါကြောင့်ရသော်ဘုရားရှင်ဟောတာလေပါဠိစကားလုံးတွေဒါလူတိုင်းလည်းသိထားပြီးတာပါပတ္တနေရမတိဆိုတော့စိတ်ဆိုတာကမကောင်းတဲ့အရာမှာအလုံးဝင်းလျော်တယ်မကောင်းတဲ့အရာဝင်းလျော်တယ်ဆိုတဲ့ခါကျတော့မကောင်းတဲ့အရာမှန်တယ်များကဆွဲဆောင်စရာမလိုဘူးအလိုလိုစိတ်ကပါပြီးတယ်အဲဒါကြောင့်မလို့ဒီလိုခက်ကလာကြီးပြည့်စည်တဲ့ထက်မှာဦးဇင်းတို့ဒီလူပေါင်းလူလောက်ကအမျိုးမျိုးပုံပုံတော်မိလောင်ကျွမ်းခြင်းကိုခံရတယ်အမျိုးမျိုးပုံပုံတော်မိလောင်ကျွမ်းခြင်းခံရတဲ့အထက်မှာမိခဏမျိုးရှိတယ်ဦးဇင်းတို့ထင်းမိလောင်လို့ရှိရင်ရေနဲ့ထင်းလို့ရှိရင်မိတေးပါမလားမပြေဘူးလားမိတေးပါမှာဟုတ်တယ်မလားis it to extinguish ဒါလည်းကိုနှိမ့်တယ်လေနောက်ဦးဇင်းတို့ရာဂမိဆိုတာကလောဘပေါ့နော်ဒုတိယနာပြည့်တဲ့သူပြီးတယ်လောဘမိဆိုတာလည်းနှိမ့်တဲ့ကိုလွယ်တယ်ဘလို့နှိမ့်တဲ့ကိုလွယ်တယ်လေလောဘရဲ့စံจิตကအာလောဘနဲ့တရားကိုတူတာကတတ္တာဟိုဒုတိယနာပြည့်တဲ့သူဟိုဘေကံစွန်ကျဲလူရနဲ့အာရဒနာတွေပြုကြတယ်ဓမ္မဒနာပူဇော်ဖြင့်ဒါလူရန်ပူဇော်ကြတယ်ဒါတွေဟာမိမိတို့ရဲ့မှန်မှန်ကန်ကန်ချဖို့လို့ရရှိထားတဲ့ပစ္စည်းဥစ္စာတွေကတူဟာလူရန်ဘေကံစွန်ကျဲတယ်ဆိုတာဟာလောဘကိုအနိုင်ယူတာပဲအဲဒါကြောင့်မလို့လောဘကိုလည်း easy to win or easy to defeat ဘယ်လိုမျိုးနိုင်လို့လွယ်နောက်ပြီးတော့ဒေါသဒီတိုင်းပဲဒေါသတော့မောဟလို့ဆိုတာကဘာဖြစ်တယ်ဆိုတာသိတဲ့အချိန်မှာကျဲလို့ရတယ်မတိလေးနဲ့ကလည်းသူကအလုံးလုံးတယ်သိပြီဆိုတာနဲ့ရတယ်သဘောတရားမှာခုစိတ်တူနေတယ်ဒုတိယနာပြည်တယ်စိတ်တူတယ်ဥစဉ်စိတ်တူတယ်ဒီစိတ်တူတာကိုစိတ်တူတယ်လို့မတိလေးနဲ့ကလည်းတော့စိတ်ကတူနေတာပဲစိတ်တူတာကိုစိတ်တူတယ်လို့သိတဲ့အချိန်မှာအဲဒီစိတ်တူတာဟာအဖြစ်ဖြစ်နေရောကြပြီးတော့ကျသွားတယ်မတိတဲ့အချိန်မှာတော့စိတ်တူတာဟာရက်မှာမဟုတ်ဘူးအဲဒါကြောင့်တိအောင်မလုပ်ရမလဲဆိုတော့ဦးဇင်းတို့လောကမှာဒါဝိပဿနာမြတ်စွာဘုရားရှင်ကိုလိုမြတ်ကြီးကိုမြတ်စွာဘုရားပြောတယ်စကားရှိတယ်အေဝိပဿနာမှာပြီးဩလောကိတ္တတာဒါဝိပဿနာငါမျက်နှာကြည့်လို့ဝိပဿနာကမြတ်စွာဘုရားရဲ့သာသနာကိုရောက်လာတယ်ဆိုတာကမြတ်စွာဘုရားရဲ့သာသနာမှာရှိတဲ့တရားဓမ္မတွေကိုကျင့်သုံးခြင်းကိုရောက်လာမှာမဟုတ်ဘူးမြတ်စွာဘုရားကthe most beautiful person in the world the most handsome person in the world မြတ်စွာဘုရားလောကမှာလုံးဝရုပ်ချောတယ်နော်အဲ30မှာတော့လက္ခဏာအင်းချင်းနဲ့ပြည့်စုံပြီးသားဆိုတဲ့ခါကျတော့လောကမှာရုပ်ချောတယ်အဲဒါတော့ဝိပဿနာကလုံးဝမြတ်စွာဘုရားရဲ့မျက်နှာကိုကြည့်ခြင်းတဲ့အတွက်ကြောင့်မြတ်စွာဘုရားတာနာကိုဝင်တယ်အဲ့လိုဝင်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကသိထုတ်လိုက်တော့ဒါသတ်သွားတော့ဗောနော်တော့ဘယ်လိုကတော့ခုံချမယ်လို့တော့မြတ်စွာဘုရားကဒီဘယ်လိုတောင်းတဲ့တပည့်ကြီးရှိတဲ့ရက်ကကောင်းဝင်ရက်ကလည်းဆောင်းပြီးတော့အေဝဂလိမာပြီးဩလောကိတ္တထကံအေဝဂလိမာပြီးဝဂလိလားမာပြီးတောက်ပါလေမင်းကြည့်ကြမှာဆိုရင်ငါမျက်နှာယူကြည့်ဆိုတော့ဒါမြတ်စွာဘုရားတင်ကိုယ်တော်ကပြောတယ်အဲ့ဒါကြတော့အဲဒီဒါဝဂလိမြတ်စွာဝဂလိမထေရကိုအကြောင်းပြုပြီးတော့ဦးဇင်းတို့ပုံပေါ်တွေကိုဘာဖြစ်လို့လောက်ရတာလဲဘုံဘုံကိုအာရုံပြုဝဂလိမထေရမြတ်စွာဘုရားရဲ့ပုံပေါ်ဝဲကြည့်မြတ်စွာဘုရားပုံပေါ်ဝဲကြည့်တော့မြတ်စွာဘုရားဘယ်တော့လိုက်တယ်တရားနာဘူးမြတ်စွာမျက်နှာကိုပဲကြည့်နေတာကိုစိုက်ပြီးတယ်အဲ့ဒီလိုမြတ်စွာဘုရားမျက်နှာကိုစိုက်ပြီးတော့
ဒါကြည့်နေတဲ့အတွက်ကြောင့်ဒါဝဂ္ဂလိမတရားဘာတရားဟောမရဘူးဘာလို့လဲဆိုတော့ဉာဏ်နာပြီးပြီအဲဒါကြောင့်မလို့အခုဒုတိယနာကြည့်တဲ့ကိုလေဘုရားကိုမြင်ပြီးတော့တရားကိုမမြင်ဘူးဆိုတာလေမဖြစ်စေနဲ့ဘုရားတို့ဒီပုံတော်တို့ဇေဒီတို့တထိုးတို့ဆိုတာတွေကပုံတော်တို့ဇေဒီတို့တထိုးတို့ဆိုတာကဂုံတော်ကိုအာရုံပြုဂုံတော်ဆိုတာတွေကဘာလဲဆိုတော့ဉာဏ်ကပယ်ဟောကြားထားတဲ့ဓမ္မခန္ဓာပေါင်း7,400တော်တရားတွေကိုအာရုံပြုပုံတော်ကြီးကိုကြည့်ပြီးတော့ဦးဇင်းတို့ဖြစ်ခိုးရမှာမဟုတ်ဘူးပုံကိုကြည့်ပြီးတော့ဂုံကိုရည်မှန်းဖို့အတွက်ဦးဇင်းတို့ရည်မှန်းဖို့အတွက်ဒါပုံတော်တို့ဂုံပုံတော်တို့ဇေဒီတို့ပထိုးတို့ဆိုတာကရှိနေကြတာအဲဒါကြောင့်မလို့လောကမှာအနုညုတ်ပုံတော်မိတွေလောင်ကျွမ်းတဲ့ခံမောဟမိတွေလောင်ကျွမ်းခြင်းလည်းခံကြရတယ်အဲဒါတော့ခုနကပြောခဲ့တဲ့ကာလဝိပဿနာခက်ကာလကြီးကဘာဖြစ်လို့ပြတ်တာတော့ဘာဖြစ်လို့ခါလဲလူတွေရဲ့တဏ္ဍာမှာကြောက်ရောက်ကြတာတော့ရာဂမိရဲ့လောဘမိရဲ့ရာဂမိလို့ခေါ်တဲ့လောဘမိဒေါသမိမောဟမိဒီမိတွေမိမိရဲ့တဏ္ဍာမှာရှိတဲ့ရှိလိုက်တဲ့မိတဲ့လောင်ကျွမ်းနေပြီဆိုရင်တော့မဖြစ်တဲ့မဖြစ်လိုက်တဲ့ကတ်တဲ့ဖြစ်ပေါ်မှာလေဒါကကာလဝိပဿနာလို့နှိမ့်ချက်ခေါ်တာမှကတိလုံးမှလည်းကြုံရနေတယ်အဲဒါတော့ဦးဇင်းတို့လောကရဲ့မှာဒါလူတွေသောတာကတက်တဲ့စကားပေါ့နော်မြတ်စွာဘုရားရှင်ကိုမြတ်ကဟောထားတဲ့စကားလို့တန်တုတ်တိရောင်ရဲသိနေရမယ်အဲဒါရဲ့ရောင်ရဲသိနေရမယ်ဆိုရင်စီးပွားရေးနဲ့ပြောရတော့လားဒီလိုတွေမေးတယ်မဟုတ်ဘူးစီးပွားရေးလုပ်ရမယ်ဘာလို့လဲဆိုလို့ရှိရင်စာဝတ်နေရေးဆိုတဲ့တိုင်းဒါဦးဇင်းတို့ဒါကာဏဘောတော်သွန်တဲ့ငါကြောင်းစီဒါလူပေါင်းမှာဆိုရင်စာဝတ်နေရေးလေးခုလုံးဟာအရေးလေးခုလုံးဟာတူတူပဲနာမည်ကွဲနေတာပဲရှိတယ်ပေါ့နော်အဲ့ဒီကကျတော့ဒီစာဝတ်နေရေးရှိနေတဲ့အတွက်ကြောင့်ရှိတဲ့ရှိတဲ့လောဘရှိရတယ်ရှိတဲ့ရှိတဲ့ဒေါသရှိရတယ်မောဟကတော့မရှိလေကောင်းတယ်နော်ရှိတဲ့ရှိတဲ့မောဟရှိရမယ်လို့ဘယ်တော့မှမရှိမောဟဆိုတာကကိုဘာလုံးလို့ဘာလုံးမှမသိတာဘာပြောလို့ဘာပြောမှမသိတာကိုဘာလုံးနေမှမသိတာဘာဖြစ်နေမှမသိတာဘာတွေးနေမှမသိတာဘာကြော်နေမှမသိတာဒါမောဟကတော့ရှိတဲ့ရှိတဲ့မောဟလို့မရှိဘူးနော်အဲကြောင့်မို့ရှိတဲ့လောဘရဲ့တုံလုံးသွားခဲ့ရင်ရှိတဲ့ဒေါသရဲ့တုံလုံးသွားခဲ့ရင်အဲ့ဒီအယတ္တိကမှာရှိတဲ့ရာဂနှုံးနေနဲ့သိကြည့်မယ်တရားရာဂနှုံးက90ရာဂနှုံးရှိနေပြီဆိုလို့ရှိရင်အဲ့ဒီဒေတာဟာကာလဝိတ္တိတစ်မျိုးမျိုးနဲ့တော့ရလိမ့်မယ်။ဒါမျိုးတော့ရချက်ပေါ်ထားတယ်နော်။နောက်ပြီးတော့လင်မယားသားမှာရှိတော်မီလင်မယားသားမှာရှိတော်မီကဒါယောက်ျားနဲ့အမျိုးသမီးလင်မယားသားမှာရှိတော်မီလို့ဖြစ်လာတဲ့အတွက်ဒီကြားမှာရှိတဲ့မီးကိုနှိမ့်ဖို့ဆိုလို့ရှိရင်တရား must be mutual understand အပြန်အလှန်နားလည်မှုရှိရမယ်။အဲဒါဒီမီးကိုနှိမ့်ဖို့အတွက်ကယောက်ျားဘက်ကရောမိန်းမဘက်ကရောဘာတွေမှားတယ်လဲ။ဒါကိုနှုတ်နဲ့တိုင်းပဲဆွေးနွေးပြီးတော့နားလည်မှုယူရတယ်။အဲလိုနားလည်မှုယူလို့များဆိုတော့ဒီမီးဟာလောင်တယ်လောင်သွားတယ်။နောက်ပြီးတော့မိဘနဲ့တာသမီကြားမှာလောင်တော့တယ်။မိဘနဲ့တာသမီဆိုတဲ့နဲ့မိဘတစ်ဖက်တာသမီတစ်ဖက်ဖြစ်တဲ့အတွက်ကြောင့်နှုတ်နှစ်ဖက်လောင်နေတဲ့မီးဖြစ်တဲ့အတွက်ကြောင့်ဒါလည်းအပြန်အလှန်နားလည်မှုရှိရတယ်။အပြန်အလှန်နားလည်မှုပြောမယ်မိဘတွေကဘာမှလာတော့တာသမီကဘာမှလာတော့ဘာကိုထောင်ကျမှာတော့ဘာကိုမဆောင်ကျအောင်ဘာကိုလုပ်နေတာလဲဒီလိုအပြန်အလှန်နားလည်မှုယူပြီးတော့ဒီရှိတဲ့မီးကိုငြိမ့်တယ်နောက်ဆုံးနံပါတ်9ယဟန်တန်ဃာတွေနဲ့တရားမတွေကြားမှာလောင်တော်မီအဲဒီမီးကတော့အမှန်တမ်းရေးကြည့်ယဟန်တန်ဃာတွေနဲ့တရားမတွေကြားမှာလောင်တော်မီအဲဒီမီးဟာဘာကြောင့်လောင်တာတော့ဆိုပြီးတော့အရင်ကိုစဉ်းစားတယ်လောင်ရင်းရဲ့အကြောင်းပြတာမိစ္ဆာဒိဋ္ဌိမှန်ကန်သောအမြင်ကိုမမြင်နိုင်သေးတာ
မှန်ကန်သောအမြင်ကိုမြင်ဖို့အတွက်လုံလောက်သောအသိဉာဏ်မရှိတဲ့အတွက်ကြောင့်ယဟန်တကလည်းဥပါဒကဥပါတိကဓမ္မရဲ့အကြောင်းမှာအဲ့ဒီနေရာတော်လို့နောက်တစ်ခုက lack of liberation လို့ခေါ်တယ်ဒေါသစိတ်ဆိုးမှန်ဆိုးဖြစ်တဲ့ခါမှလည်းပဲအဲ့ဒီဟာလောင်းလာဒါပေမဲ့ဒီယဟန်ကဘယ်လိုပါညနေကလည်းဒီတကားမှဘယ်လိုပါဒီတကားဘယ်လိုပါအဲ့လိုပြောတယ်ဆိုတာဒါတွေအကုန်လုံးဟာဒေါသရဲ့အရှိခံနေပဲနော်ဒေါသရဲ့အရှိခံကအဲ့ဒီဟာလေလောင်းတဲ့လောင်းသွားတယ်နောက်ဆုံးတစ်ခုကဘာလဲဆိုတော့ယဟန်တန်ဃာတွေဘက်ကစောင်းထင်းတဲ့စောင်းထင်းအပ်တော်ဝီနည်းကိုမစောင်းထင်းခြင်းအဲ့ဒီအချက်၃ချက်ကြောင့်တန်ရဲ့နဲ့ယဟန်တန်ဃာနဲ့ဓမ္မတွေကြားမှာအဲ့ဒီမိတွေလောင်းတာအဲ့တော့ဒီမိတွေလောင်းတယ်ဆိုရင်အဲ့ဒီမိတွေမလောင်းအောင်ဘယ်လိုနှိမ့်တက်ရမလဲခုနကအချက်၃ချက်ကိုပြန်ပြီးတော့ကြောက်ပြန်လာလိုက်တယ်ကြားပြီနော်အဲ့ဒီအချက်ကတော့မိစ္ဆာဒိဋ္ဌိကိုတမ္မာဒိဋ္ဌိဤစကားကိုပြောတယ်မပြောတယ်ဤအတွေးကိုတွေးတယ်မတွေးတယ်ဤလုံးကိုလုံးတယ်မလုံးတယ်လုံလောက်တော့အသိဉာဏ်ရှိတဲ့ဆိုရင်ပြောတဲ့စကားမပြောတဲ့စကားလုံးတဲ့အလုံးလုံးတင်တာမလုံးတင်တာအဲ့လိုမှန်ကန်တဲ့အမြင်ရှိမယ်ဆိုရင်အဲ့ဒီရဲ့နေနေအောက်ကမေတ္တာထားရတယ်မေတ္တာရှင်The best we go in the world is living and living. လောကမှာအနည်းငယ်ဆုံးစပွဲဆိုတာမရှိဘူး။စပွဲကြောင့်ငြိမ်းချမ်းသွားတယ်ဆိုတာမရှိဘူး။မေတ္တာတရားကြောင့်ဒါလည်းငြိမ်းချမ်းတာ။အားကြောင့်မလို့ hatred indeed never be by hatred. ဒေါသကိုဘယ်တော့မှဘယ်တော့ခါမှဒေါသနဲ့နှိမ့်ပြလို့မရဘူး။အဲဒါကြောင့်မေတ္တာတရားပွားပါဓမ္မတွေကိုမေတ္တာပွားပါဓမ္မတွေလည်းယဟန်တန်ဃာတွေကိုမေတ္တာပွားပါဒီလိုစင်ပြီးမိဟာမိမလိမ့်မယ်နောက်တစ်ခုယဟန်တန်ဃာတွေကစောင့်တိုင်းတော့ဝိနည်းဘုရုကအဘလောကအဘရှိတယ်ပေါ့လေဘုရုကအဘကတော့ဒီနာကြားလို့ရတဲ့ဘုရုကအဘရှိတယ်sorry ဝတ်ဆောင်တီးလို့ရတဲ့ဘုရုကအဘရှိတယ်ဝတ်ဆောင်တီးလို့မရတဲ့ဘုရုကအဘရှိတယ်ဒီနာကြားလို့ရတဲ့လောကအဘရှိတယ်အဲ့ဟာတွေကိုလည်းယဟန်တန်ဃာတွေဘက်ကလည်းစောင့်ထင်းပြီးတော့နေမယ်ဆိုရင်မေတ္တာပွားပြီးတော့နေမယ်ဆိုရင်မှန်ကန်တော့အမြင်ရှိမယ်ဆိုလို့ရှိရင်တဲ့ယဟန်တန်ဃာတွေနဲ့ဓမ္မတွေထဲမှာလောင်းတော့မြင်နေတယ်အဲ့ဒီမိကိုမှမငြိမ်းဘူးဆိုလို့ရှိရင်ဘယ်လိုဖြစ်ပြီးဖြစ်နိုင်တယ်တဲ့ဦးဇင်းတို့ဒီဝီနည်းမှာတန်ခါဘေကသိက္ခာပုဒ်တော်ရဲ့ဘယ်တန်ခါကဘယ်လိုဘယ်တန်ခါဘယ်လိုဆိုတဲ့မိမိရဲ့စကားတစ်လုံးဟာဘယ်ဒီအကျိုးတရားကိုရှိသွားတယ်လဲတန်ခါဘေကတော့တန်ခါကိုတပတ်နဲ့တပတ်မတည့်အောင်တန်ခါတွေကိုစေဝဲပွဲအောင်လုပ်တယ်ဆိုတန်ခါဘေကကံထိုက်တယ်အဲ့ဒါတော့တန်ခါဘေကကံဆိုလို့တိရိလိလာမဟုတ်ဘူးဦးဇင်းတို့နန္ဒိယကံ၅ပါးထဲမှာတန်ခါဘေကကံဆိုတာပါမာတုကာရကအမိတ္တရှင်ပိတုကာရကအခတ္တရှင်အရဟံကာရကယန္တာတိုက်ချက်လောဟိတုပ္ပါဒကမြတ်စွာဘုရားရှင်ကိုတွေးစိတ်ဖြစ်အောင်လုပ်ရှင်တန်ခါဘေကတန်ခါတွေကိုသိခွင့်ခြင်းအဲ့ဒါမို့ဒုတိယနာတုတ္တတို့ပေါ့နော်ဆရာနဲ့တကာညီနဲ့ကြားဆိုတဲ့တိုင်းဒါပြကတော့တွေ့မှာလေနော်ဒါဥစဉ်ဒီစကားကိုဒီနေရာမှာဘာဖြစ်လို့ပြောရတယ်လဲဆိုလို့ရှိရင်မကြားတဲ့စကားတွေကြားတယ်ဒုတိယနာဖြည့်တဲ့ဘက်ကသူတို့အေးပါလို့ဖြည့်ရတာတဲ့ဘက်ကမဖြစ်တဲ့အပြစ်တွေကိုမဖြစ်ရလေအောင်ဒါဒီဟာလေးကိုသိချင်နိုင်မှုတွေပြောတဲ့စကားအနေနဲ့ဒါဥစဉ်ပြောကြခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ပြောတဲ့စကားကိုပြောလို့ပြီးပြီဆိုတဲ့ခါကျတော့ဟောတဲ့စကားကိုဟောတဲ့တရားကိုဥစဉ်ဒီနေ့ဟောမယ်အဲ့ဒါကြောင့်ဟောမယ်ဆိုတော့ဘယ်လိုတရားမျိုးကိုဟောမလဲဆိုတော့သုံးတန်ညီမှာပွင့်တော်တန်ဆိုပြီးတော့တရားကောင်းကိုပေးထားတယ်ပေါ့နော်သုံးတန်ညီမှာပွင့်တော်ပန်ညီတူကသုံးတန်ညီမှာပွင့်တော်ပန်ကိုပန်ချင်တော့မိကလေးတွေဒီဘက်ကဓမ္မတွေနေနေညီတူပန်ချင်တော့ no one ဟုတ်လားဘယ်ဒီမှာပန်ချင်
ဒါယောက်ျားလေးလည်းမပန်းခြင်းဘူးအဲ့ဒါကြတော့သုဒ္ဓံဒီမှာပွင့်တော့ပန်းဟာညီတူမှာမပန်းဘူးတူမှာသုဒ္ဓံဒီမှာပန်းနှင်းစီဆိုင်ရမယ်ဇပယ်ဆိုင်ရမယ်ဂန်းကိုယ်လေးဆိုင်ရမယ်ဘလောက်နဲ့ဒီမိမိတို့ရဲ့နေမှာဆိုင်ရတဲ့ပန်းရဲ့အစင်းချင်းရနံချင်းတပြေစားချင်းတူးညီနေတာတော့မှသုဒ္ဓံကပန်းဟာညီတူမှာမပန်းခြင်းဘူးအဲဒါတော့ဒီဦးဇင်းဒါသုဒ္ဓံဒီမှာပွင့်တော့ပန်းဆိုပြီးတော့ဒါခေါင်းစဉ်ညီပေးထားတယ်ဟုတ်။ဒါကြီးလေးပြရပါဦးမယ်။9နိုင်ဆိုတော့နော်။မနေ့ကဘုန်းကြီးကတော့9နိုင်ဆိုပြီးပါ။ဒါဒီနေ့ကတော့တရားကိုဟောရတယ်။အဲလိုဆိုလို့တို့ရင်းနေလို့ချင်းတရားရဲ့တိုင်ရှင်ဖြစ်တော်မူသောသောလောကတော်တာတပည့်မျိုးမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုဦးဇင်းတို့နမောတတ္တဖြင့်ညီညာဖျက်ခြေဖို့ကြောကြရအောင်။နမောတတ္တဘဂဝါလောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါလောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါလောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလူတွေကတော့ဒီတဲ့လို့တိခံပေါ့နော်ပြောတဲ့စကားပဲပြောရတယ်ဟောတဲ့စကားမဟောရတယ်ဘူးဆိုတော့တရားရှိတယ်လို့ပဲမတတ်မှပါဘူးအဲဒီတော့သုဒ္ဓံမြေမှာပွင့်တော့ပန်းဆိုပြီးတော့ခေါင်းစဉ်ကြီးပေးထားတဲ့ခါမှာသုဒ္ဓံမြေမှာပွင့်တဲ့ပန်းသုဒ္ဓံတင်းတိုင်းမှာပွင့်တဲ့ပန်းကိုညီတူမှာမပန်းဘူးပန်းဖို့နေနေတာလားယူလာခဲ့ရင်အိမ်ဝိုင်းနဲ့ယူလာခဲ့တော့မှပဲအိမ်ဝိုင်းရဲ့ပြင်ဘက်ကိုဆဲပြီးတော့လွတ်ပြစ်တယ်ဟုတ်တယ်မဟုတ်လားနော်အဲကြောင့်မလို့ဒီသုဒ္ဓံမြေမှာပွင့်တော့ပန်းကိုမြတ်စွာဘုရားရှင်ကိုရမြတ်ကဘယ်လိုဟောကြားတယ်လဲဆိုတော့ဤမှာပိသဘေကဝေဤမှာပိသဘေကဝေဒီဝေတိကယံအာရိနဝဘေကဝေစေတစေတမိတောသုဒ္ဓံလေသုဒ္ဓံတသသင်္ချံဝ၌အာရိနဝမြတ်တို့သည်ဤမှာပိသဤ၅ပါးတို့သည်ဒါမြတ်စွာဘုရားရှင်ကိုရမြတ်ကအဲ့ဒီဟာလေးနဲ့ဒါဆက်လိုက်တယ်စေတယံတို့စေတစေတမိတို့သုဒ္ဓံတသသင်္ချံဝတိမှာအပြည့်၅မျိုးရှိတယ်အဲဒါကြတော့အပြည့်၅မျိုးကဘာလဲဆိုလို့ရှိရင်ဘေကဝေလိဝေတိကယံဗရမောအာရိနဝအာတုစီဘေကဝေစေတစေတမိတို့ဒီဝေတိကယံသုဒ္ဓံနေနံဗရမောဗရမမြောက်ဖြစ်တော်ဝါဗရမဖြစ်တော်အာရိနဝပြည့်တိအာတုစီမစင်ကြဘူးတဲ့စေတစေတမိတို့တဲ့သုဒ္ဓံလသသင်္ကြန်ဝတိမှာဘာနမဆုံးတော့အပြစ်ကမစင်ကြဘူးတဲ့ဟောတော်မူလာဘုရားနာပြတယ်နော်သုဒ္ဓံသင်္ကြန်ကြီးကမစင်ကြဘူးနံပါတ်1ပိဿမရနော်မစင်ကြဘူးနောက်ဘေကဝေတိဝေတိကယံဒုတောဘေကဝေတိဝေတိကယံဒုတိယအာရိနဝဒုက္ခံလောဘေကဝေစေတစေတမိတောဒီဝေတိကယံသုဒ္ဓံခြင်းနဲ့ဒုတိယမြောက်ဖြစ်သောအာရိနဝဖြစ်သည့်ဒုက္ခံသောမကောင်းသောအနန္တနဲ့ပြည့်စုံနေတယ်တဲ့ဒုက္ခံသောမကောင်းသောအနန္တရှိတယ်စေတစေတမိတို့တဲ့ဒုတိယမြောက်ဖြစ်တဲ့အပြစ်ဟာတဲ့သုဒ္ဓံကြီးမှာဒုတိယမြောက်ဖြစ်တဲ့အပြစ်ဟာမကောင်းသောအနန္တတွေရှိတယ်အဲဒုတိယမြောက်အပြစ်ကသုဒ္ဓံမှာဘာရှိတော့မကောင်းသောအနန္တတွေရှိတယ်ပရမတစ်ချက်ကမစင်ကြယ်ဘူးဒုတိယတစ်ချက်ကမကောင်းသောအနန္တတွေရှိတယ်နောက်တတိယချက်ကဘေကဝေတိဝေတိကယံတတယောအာရိနဝတတိဗျံဘေကဝေစေတစေတမိတို့ဒီဝေတိကယံသုဒ္ဓံခြင်းနဲ့တတယောလုံးကိုမြောက်ဖြစ်သောအာရိနဝဖြစ်သည်တတတိဘေယံဘေးဘေယာတွေနဲ့ပြည့်စုံနေဝါသောပြကောင်းတယ်စေတစေတမိတို့တဲ့တတိယမြောက်ဖြစ်တဲ့အပြစ်ကတော့တဲ့ဘေးဘေယာတွေနဲ့ပြည့်စုံနေတယ်တောက်เสียကောင်းတယ်အဲဒုတိယနာပြည်တယ်လို့ပြန်ပြီးတော့မေးကြည့်မယ်ပရမတစ်ချက်ကဘာလို့မစင်ကြယ်ဘူးဒုတိယတစ်ချက်ကမကောင်းတော့နာနေပြီတယ်တတိယတစ်ချက်ကတောက်เสียကောင်းတယ်နော်ဟုတ်ပြီတောက်เสียကောင်းတယ်ဖတ်တာနောက်သောတာမြောက်ချက်ကဘေကဝေတိဝေတိကယံသရုတ်တော်အာရိနဝ
ဘေကဝေနိဗ္ဗာနိကယသလောတောအာရိနဝအာမနုဒနာဝါလနာအဝတောဘေကဝေယထာစေတိတောဒီဝေနိကယတောတံခြင်းသလောတောကေကုမြောဖြစ်သောအာရိနဝအဖြစ်ဒီအာမနုဒနာလူမောကောတောဝါလနာတယတစေဝါလနာတယတစေမေဘောဘလူတို့ဤအာဝါသောနေရာဖြစ်တယ်စေတစေတိတို့တဲ့လေးခုမြောက်ဖြစ်သောအပြစ်ကတော့ဘာလဲဆိုရင်လူမဟုတ်တော့တရေတစီတို့ရဲ့နေရာအဲဒါတော့နံပါတ်1ကလည်းပြန်ပြောကြည့်မယ်နံပါတ်1မစင်ကြဘူးနံပါတ်2ဘဂဝါတော်နဲ့ရှိတယ်နံပါတ်3တောင်းရကောင်းတယ်နံပါတ်4လူမဟုတ်တော့တရေတစီတို့ရဲ့နေရာအဲကြောင့်မလို့ဦးဇင်းတို့ဒီ24ရက်နေ့ဆိုရှင်ဒါလူစီဘလူးစီသားကြမယ်နော်ဦးဇင်းတို့24ရက်နေ့ဆိုတာလူစီဘလူးစီသားတဲ့နေ့လို့ခေါ်တယ်ဦးဇင်းတို့မျိုးရက်ဒေတာဆိုတဲ့ခါကျတော့လို့ဦးဇင်းတို့တော့ရက်ဒေတာတွေလို့မတိတာဘူးဦးဇင်းတို့တော့ရက်ဒေတာမှာရက်၄မျက်နှာမှာတကားပေါက်၄ခုပြင်တကားပေါက်၄ခုလုံးမှာဦးဇင်းတို့ဒါလူစီကိုကမ္မောဇာနဲ့တားပြရတယ်ဒါဦးဇင်းတို့လည်းဒီတိုင်းပဲဒါအောင်မင်္ဂလာဒါဝန္တာစားရတဲ့ဒီဓာရီထဲမှာနော်ဟိုရှိပြတဲ့ဦးဇင်းတို့နောက်ပြန်အကုန်လုံးကိုဒါစီထထဦးဇင်းတို့ဒါတားထားကြတယ်နော်ဒါလူစီ好，接着嘛描述的这个，每个为的为的个呀，别什么阿里那我，不是那的阿罗的那，这个为的他就是那种，你为的个呀，都在的那别什么阿公描述的阿里那我的的呀，不是那的苗少的路路也阿罗的那我就呀也来ဖြစ်的，这个路是怎么样？阿公描述的这个都在的呀。များသောသောလူတို့ရဲ့ငိုကြွေးရရဲ့အဲဒါမလို့ဒုတိယနာကြည့်လိုက်လို့လူတယောက်သိပြီးဆိုလို့ချင်းဥစီဘုံမောင်းနေနဲ့တီးပြီးတော့ကားခုံပြီးလိုက်ကိုရငိုယိုးပြီးတော့လိုက်ကိုလာအေးအဲကြောင့်မလို့သုတ်တန်တင်းတဲ့ညာငိုယိုးပြီးတော့လိုက်ကိုတဲ့ဖြစ်ကြောင်းလိုက်ကိုတဲ့အတွက်ကြောင့်များစွာသောလူရဲ့ငိုကြွေးရရဲ့အဲကတော့အစနဲ့ပြန်လို့ကြည့်မယ်နံပါတ်1မစင်ကြဲဘူးနံပါတ်2ဘောလုံးနဲ့ရှိတယ်နံပါတ်3ကြောက်စရာကောင်းတယ်နံပါတ်4လူမုံတော်တရားစီတို့ရဲ့နေရာနံပါတ်5ညသောတော်လူရဲ့ဝိဇ္ဇာရဲ့ဟုတ်ပြီနော်အဲ5ခုကိုဒါဒုတိယနာပြည့်တဲ့တို့ပြီးသွားတယ်ဒါဒုတိယနာပြည့်တဲ့5ခုပြီးသွားပြီမဲ့လေဘာလို့ဆိုလို့လဲဆိုတာမသိတယ်ဟုတ်တယ်မလားအဲဒါကြောင့်မလို့အညာတော်ဘိက္ခုဘဂဝန္နာအညာတော်ဘိက္ခုဘဂဝန္နာဣနာရောသာအညာတော်မကနာတဘာဘာတော်အညာတော်မကနာတဘာဘာတော်ဘိက္ခုယတိဘဂဝန္တံသုံးလောကတော်ထာတပိညမြတ်စွာဘုရားကိုဩဇာ၅ပါးသောအပြည့်တို့ဒီတုတ်တန်ကြီးမှာရှိပါသည်ဟုမြတ်စွာဘုရားဆိုထားခြင်းဤဘာကိုဆိုလိုပါရပဲဗျာ။မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကို၆သုံးလောကတော်ထာတပိညမြတ်စွာဘုရားတဲ့တုတ်တန်လေးတိုင်းမှာ၅ပါးသောအပြည့်တင်နဲ့ပြည့်စုံနေတယ်ဆိုတာတော့ဟုတ်ပါဗျာဒီ၅ဘောတော့အပြည့်တွေဆိုတာကဘာလို့ဆိုလို့ဒီမှာလဲဗျာဆိုတော့မြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုခြောက်ထားတယ်နော်အဲဒီလိုခြောက်ရတဲ့ကမှာမြတ်စွာဘုရားရှင်ကိုရမြတ်ကကျေသာယဟန်တဲ့လောကကြီးမှာဤဒါယေကိစ္စပုဂ္ဂလောအတုစိနာကာယကမိနာနမနာကနောတိဤဒါယေကိစ္စပုဂ္ဂလောအတုစိနာဝစေကမိနာနမနာကနောတိဤဒါယေကိစ္စပုဂ္ဂလောအတုစိနာမနောကမိနာနမနာကနောတိဤဒါဤလောက၌ဧကေသောကျွတ်တော်ပုဂ္ဂလောပုဂ္ဂိုလ်တရားတို့စိနာမစင်ပြေသောကာယကမိနာကာယကမှုဒိနာတမနာကံတော်ပြည့်စုံရနေသည်ဟောဒီဖြစ်၏ဤရာဤလောက၌ဧကေသောကျွတ်တော်ပုဂ္ဂလောပုဂ္ဂိုလ်တရားတို့စိနာမစင်ပြေသောဝစီကမိနာဝစီကံမှုဒိနာဝါနှုတ်မှုဒိနာဝါပြောဆိုခြင်းမှုဒိနာတမနာကံတော်ပြည့်စုံရနေသည်ဟောဒီဖြစ်၏ဤရာဤလောက၌ဧကသောကျွတ်တော်ပုဂ္ဂလောပုဂ္ဂိုလ်တရားတို့စိနာမစင်ပြေသောမနောကမိနာမနောကံဝါသင်စီခြင်းမှုဒိနာတမနာကံတော်ပြည့်စုံရနေသည်ဟောဒီဖြစ်၏မြတ်စွာဘုရားရှင်ကိုရမြတ်ကအဲ့ဒီကိုဟောကြတယ်စေတယံလောကကြီးမှာတချို့သောပုဂ္ဂိုလ်ရာမစင်ကြယ်သောကာယကံမှုမစင်ကြယ်သောဝစီကံမှုမစင်ကြယ်သောမနောကံမှုတွေနဲ့ပြည့်စုံပြီးတော့နေတယ်တဲ့အဲ့ဒီလိုမစင်ကြယ်သောကာယကံမှုဝစီကံမှုမနောကံမှုတွေနဲ့ပြည့်စုံပြီးနေတဲ့ပုဂ္ဂိုလ်ဟာဘာနဲ့တူလဲဆိုတယ်သုံးတန်တင်းကျပ်မှုမှာအပြည့်၅မျိုးရှိတယ်လို့အဲ့ဒီပုဂ္ဂိုလ်မှာအဲ့ဒီပြည့်ရှိနေတယ်အဲ့ခါကျတော့
ဦးဇင်းတို့ basic ကလေး entity explanation ပေါ့နော် basic ဒါချင်းတဲ့တင်ကောင်းတယ်ဒီတိုင်းဝိဇ္ဇာပုဂ္ဂိုလ်အားလုံးစိနာကာယကမ္မနာဓမ္မနာကောဟောတိအချို့တော်ပုဂ္ဂိုလ်တွေအားလုံးအချို့တော်ပုဂ္ဂိုလ်တွေဟာမစေခြင်းတော့ကာယကမှုတွေနဲ့ပြည့်စုံနေတယ်မစေခြင်းတော့ကာယကမှုတွေဘာလဲဆိုလောကကြီးမှာအချို့တော်ပုဂ္ဂိုလ်တွေဟာအတူအတိတ်ကိုမတတ်ကြဘူးလားဟုတ်တယ်ဟိုးနောက်ကဖြေရမှာဟုတ်တယ်နော်လောကကြီးမှာအကျိုးတော်ပုဂ္ဂိုလ်တွေကသူ့အစ်ကိုတတ်ကြတယ်ဟုတ်တယ်မလားအဲ့ဒါတော့သူ့အစ်ကိုတတ်တဲ့ပုဂ္ဂိုလ်တွေဟာကောင်းသောအလုပ်ကိုလုပ်နေတာလားမကောင်းသောအလုပ်ကိုလုပ်နေတာလားဟုတ်ပြီနောက်သူတို့ကဥစ္စာကိုခိုးယူမှုပြုတဲ့ပုဂ္ဂိုလ်တွေကကောင်းတဲ့အမှုကိုပြုတာလားမကောင်းတဲ့အမှုကိုပြုတာလားသူတို့ကသားများကိုပြမကျူးလို့တဲ့ပုဂ္ဂိုလ်တွေကကောင်းတဲ့အမှုကိုပြုတာလားမကောင်းတဲ့အမှုကိုပြုတာလားအဲဒီလိုသူတို့ကပစ္စည်းဥစ္စာတွေကိုခိုးမယ်သူတို့ကသားများတွေကိုပြမမယ်သူတို့ကအတက်ကိုတက်ထွန်းနေတဲ့ပုဂ္ဂိုလ်ဟာကောင်းသောတရင်ဖြစ်မှာလားမကောင်းသောတရင်ဖြစ်မှာလားဒါဥယျာဉ်တော်ပြင်9မိနစ်ရှိတယ်မကောင်းသောကာယကံမှုနဲ့ပြည့်စုံပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာမကောင်းသောကာယကံမှုတွေနဲ့ပြည့်စုံပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာစင်ကြယ်တဲ့ပုဂ္ဂိုလ်လားမစင်ကြယ်တဲ့ပုဂ္ဂိုလ်လားတော့ဘယ်ကြီးမှမစင်ကြယ်တယ်အဲ့ပုဂ္ဂိုလ်ကမစင်ကြယ်ဘူးနောက်တော့ဒုတိယအချက်ကဘာတော့မစင်ကြယ်ဘူးမကောင်းတော့နဲ့ရှိတယ်အဲ့ဒါကြောင့်မကောင်းသောကာယကံမှုတွေနဲ့ပြည့်စုံပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာကောင်းသောအနက်ဖြစ်မှာလားမကောင်းတော့နဲ့ဖြစ်မှာလားမကောင်းတော့နဲ့ဖြစ်မယ်နောက်ပြီးတော့ဒီမကောင်းသောကာယကံမှုတွေနဲ့ပြည့်စုံပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာကြောက်စရာကောင်းတဲ့ပုဂ္ဂိုလ်လားခင်စရာကောင်းတဲ့ပုဂ္ဂိုလ်လားဟုတ်ပြီနောက်မကောင်းသောကာယကံမှုတွေနဲ့ပြည့်စုံပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာလူနဲ့တူလားတရားတစ်စီပိတ်တာတော့နဲ့တူလားတရားတစ်စီပိတ်တာတော့နဲ့တူတယ်ဘာလို့ဆိုတော့လူတယောက်ဘယ်ကိုတွားမလဲကြည့်ချင်ရင်သူ့ရဲ့လောရကိုကြည့်ဟုတ်တယ်မလား after this life one he will go or she will go ဒီဘဝသိဆုံးပြီးတဲ့နောက်ဘယ်ဘဝသွားမလဲ look at his action or her action သူ့ရဲ့လောရကိုကြည့်လိုက်ပါနော်သူ့ရဲ့လောရကိုကြည့်ပြီးတော့သူဘယ်ဘဝကိုသွားမလဲဆိုတာပြောလို့ရပါတယ်ကောင်းတာနဲ့မကောင်းတာနှစ်ခုလေးရှိနော်သွားမယ်အဲဒါကြောင့်နောက်ဆုံးအနေနဲ့မကောင်းသောကာယကံမှုတွေနဲ့ပြည့်စုံပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာရဲချင်ရမယ့်ပုဂ္ဂိုလ်လားငိုကြွေးရမယ့်ပုဂ္ဂိုလ်လားငိုကြွေးရမယ့်ပုဂ္ဂိုလ်အဲဒါကြောင့်မလို့မတည်ခင်ကနေဒုတိယနာပြည့်တယ်လို့ဒီလိုတုံ့တန်မင်းသမီးမှာအပြည့်၅မျိုးရှိလို့မကောင်းသောကာယကံမှုနဲ့ပြည့်စုံပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာ we can definitely say he will go after that day လုံးဝသူမြဲကိုဘောမှာဟုတ်တယ်မလားနော်နောက်ပြီးတော့မကောင်းတော့ဝစီကမှုသူနဲ့လွဲတော့မကောင်းတော့ဝစီကမှုမုဒ္ဒဝါဒမဟုတ်မမှန်သောစကားကိုပြောဆိုခြင်းပိဋုဏဝါစာချောပြည့်ဂုံတိုက်တော်စကားတွေကိုပြောဆိုခြင်းဘုရားဝါစာကြမ်းကြမ်းသောစကားတွေကိုပြောဆိုခြင်းတန်ခတ်ကလာပအကျိုးမရှိပိန်ရှင်းတဲ့စကားတွေကိုပြောဆိုတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်တွေဟာသုံးတန်သိဉ္ဇာကြီးမှာအပြည့်၅မျိုးရှိနေလို့အဲ့ဒီပုံမှာလည်းအဲ့ဒီပြည့်နဲ့ပြည့်စုံပြီးတော့နေတယ်ပြန်မမေးတော့နော်အဲ့ဒီလိုပဲမနောကံမှုတွေနဲ့မကောင်းသောမနောကံမှုတွေနဲ့ကြံစီခြင်းမှုတွေနဲ့ပြည့်စုံပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာသုံးတန်သိဉ္ဇာကြီးမှာအပြည့်၅မျိုးနဲ့ပြည့်စုံနေတော့အဲ့ဒီပုံမှာအဲ့ဒီပြည့်၅မျိုးနဲ့ပြည့်စုံနေတယ်နော်အဲ့ဒါကြောင့်မလို့ဒုတိယနာပြည့်လိုက်တော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဥပမာဥပမာနဲ့တိတိကျကျဟောထားပါလေဗျာအဲ့လိုအင်္ဂုတ္တရညီမတိတိကျကျဟောထားတယ်မိမိရဲ့လုပ်ရဟာကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားနေ့စဉ်လုပ်နေတာကောင်းတာများလားမကောင်းတာများလားစဉ်းစားဆင်ခြင်လို့ရပါတယ်မကောင်းတာလုပ်တဲ့အချိန်ကမကောင်းတာတွေးတဲ့အချိန်ကမကောင်းတာပြောတဲ့အချိန်ကမိမိတို့ရဲ့တဏ္ဍာမှာတုတ်တန်သိဉ္ဇာမှာပြည့်၅မျိုးနဲ့ပြည့်စုံပြီးတော့နေတယ်လို့မိမိဟာတွေးတဲ့ခဏပြောတဲ့ခဏ
ပြုလုပ်တဲ့ခဏဟာအဒီ၅မျိုးနဲ့ကိုယ်မှာပြည့်စုံပြီးတော့နေလိမ့်မယ်နော်တော့အဲ့လိုဆိုရင်ဟုတ်ပါပြီဒီအပြည့်၅မျိုးကလည်းပြည့်စုံပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေကသုဒ္ဓမှာအပြည့်သုဒ္ဓမှာရှိတဲ့အပြည့်တွေနဲ့တူညီနေတယ်ဆိုရင်အဲ့ဒီသုဒ္ဓမှာရှိနေတဲ့အပြည့်တွေနဲ့မတူညီအောင်ဘယ်လိုလုပ်ရမလဲဆိုမြတ်စွာဘုရားကထောက်ထားတယ်ခဏဤရာယေကသာပုဂ္ဂိုလ်တော်သူစိနာကာယကမိနာဓမ္မနာကရောဝတိဤရာယေကသာပုဂ္ဂိုလ်တော်သူစိနာဝတိကမိနာဓမ္မနာကရောဝတိဤရာယေကသာပုဂ္ဂိုလ်တော်သူစိနာမနောကမိနာဓမ္မနာကရောဟောတိဤရာယေလောကနာယေကသာသုတော်ပုဂ္ဂိုလ်တော်ဟောတိဒုစိနာစင်ကြတော်ကာယယကမိနာကာယကမှုဒိနာဓမ္မနာကရောပြည့်စုံနေတယ်ဟောတိဤရာယေလောကနာယေကသာသုတော်ပုဂ္ဂိုလ်တော်ဟောတိဒုစိနာစင်ကြတော်ဝစီကံမိနာဝစီကံမှုရိနေတမနာကံတော်မြင့်ဆိုရင်နေရောဒီပြီဤတိုင်းလောက၌ကကြောတော်ပုဂ္ဂလောပုဂ္ဂိုလ်ဒီဒုစိနာစင်ကြတော်မနောကံမိနာမနောကံမိနာမနောကံမှုရိနေဝါသသိနေမှုရိနေတမနာကံတော်မြင့်ဆိုရင်နေရောဒီပြီစတယံလောကမှာတချို့တော့ပုဂ္ဂိုလ်တွေကြတယ်အဲ့ဒီလိုမဟုတ်ဘူးတချို့တော့ပုဂ္ဂိုလ်တွေကြတော့အာယကမှုတွေကိုစင်ကြအောင်ပြုတယ်ဝစီကံမှုတွေကိုစင်ကြအောင်ပြောဆိုတယ်မနောကံမှုတွေကိုစင်ကြအောင်တွေးကြတယ်အဲဒီလိုစင်ကြတော့ကာယကံမှုဝစီကံမှုမနောကံအမှုတွေနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်တွေကြတော့သုဒ္ဓံပညာရေးမှာအပြည့်၅မျိုးရှိနေတယ်လေအဲ့ဒီအပြည့်၅မျိုးကနေပြန်ပြီးတော့ကင်းလို့တော့မယ်ခုနကအတုစီမှာအောက်ထုတ်လိုက်တော့တုစီကိုစင်ကြတော့မယ်တပိဋိပေယံတောက်ဆရာကောက်တယ်ဆိုအပတိပေယံတောက်ဆရာမကောင်းတော့အဲ့ဒီလိုဦးဇင်းတို့ကြောင်းပြန်ယူလိုက်လို့ရှိရင်ရပါတယ်ဒါဦးဇင်းတရားကဒီတရားကပုံမှန်နေအရှိကြီးပဲနော်ဒါပေမဲ့လည်းဒီလိုလေးဆိုရင်သူ့ရဲ့ဆိုလိုရင်းလေးတွေကိုဒုတိယနဲ့ပြည့်တယ်လို့ဒါနားလည်ပါလိမ့်နော်အဲ့ဒါကြောင့်လို့တုတ်တန်နေတော်ဘုန်းတော်ကလုံးဝဖွင့်ပြမိတ်သက်ပါဝါအောင်ပါဟာဦးဇင်းတို့ရဲ့ဥပ္ပါမေဒုတိယနာပြည့်တဲ့ဥပ္ပါမေရဲ့အထင်မှာမိတူမှတုတ်တန်မှာရှိတဲ့ဘန်းကိုမပန်းကျင်ဘူးအဲ့ဒီလိုပဲမကောင်းသောကာယကံမှုဝစီကံမှုမနောကံမှုတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုပေတလံသာဗေမစာရိပြိဝဇ္ဇတိတိလကိုချစ်မြတ်လို့တဲ့ပုဂ္ဂိုလ်တွေဟာလုံးဝချောင်ကျင်ပြီးတော့နေကြတယ်နော်အဲဒါကြောင့်မလို့ဒုတိယနာပြည့်တဲ့ဟောဒီရက်ပထမခိုးတယ်လို့ရှိတယ်ခိုးတယ်လို့လားဆိုတော့ကိုယ်မလားသေးသေးဟုတ်တယ်မလားအဲဒီလိုသူ့ကိုချောင်ကျင်ပြီးတော့နေတယ်လို့ပဲတဲ့ချောင်ကျင်ပြီးတော့နေကြလိမ့်မယ်တဲ့ပေတလံသာဗေမစာရိပြိဝဇ္ဇတိတိလကိုချစ်မြတ်လို့တဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီလိုကာရိတာမကောင်းတဲ့ပုံပေါ်တွေကိုခြောင်ကျင်ပြီးတော့နေကြတယ်အဲ့တော့ခြောင်ကျင်ပြီးတော့နေကြတယ်ဆိုတဲ့အခါကျတော့ဂောနိနာဂောနောဇမနိနာဇမနောဆိုတဲ့တူရလို့ပေါင်းသွားကြတယ်တူရပေါင်းလို့မကောင်းတာနဲ့ပေါင်းမှာမကောင်းတာနဲ့ဆက်ဖြစ်ဖို့ပဲရှိတော့လေနော်အဲကြောင့်လို့ဧရာရေကပုဂ္ဂလာသုစိနာဘာယဂမိနာနမနာခေတောဟောဒီတဲ့အကျိုးတော်ပုဂ္ဂိုလ်တွေဟာလောကတိမှာဆင်းရဲတော်ကာယကံမှုတွေနဲ့ပြည့်စုံနေတယ်ကာယကံမှုဒုရဝတစ်ကိုတက်စစ်မှလည်းချောင်းနေတဲ့ဒုရဝဥစ္စာတွေကိုခိုးယူခြင်းမှလည်းချောင်းနေတဲ့ဒုရဝလားများတွေကိုမြင်မှခြင်းမှလည်းချောင်းနေတဲ့အဲဒီလိုဤကဲ့သို့ချောင်းနေပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့တုံ့ပြန်၅ပါးခြင်းမှာအပြင်၅ပါးရှိနေပေမဲ့ဒု၅ပါးတော့ပြည့်ဒီမှာလွတ်တယ်တချို့တော့ပုဂ္ဂိုလ်ရဲ့မဟုတ်မမှန်သောစကားလိန်ညာသောစကားတွေကိုလည်းမပြောဘူးကျောင်းပြေကုန်းလိုက်တဲ့စကားတွေကိုလည်းမပြောဘူးကျမ်းတမ်းတဲ့စကားတွေကိုလည်းမပြောဘူးသင်ပြင်းတဲ့စကားတွေကိုလည်းမပြောဘူးအဲဒီလိုမပြောမဆိုပဲနဲ့ချောင်းကျင်ပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေကြတော့ဒုက္ခသိဉ္ဇဉ်ကြီးမှာအပြင်၅ပါးနဲ့ပြည့်စုံရနေပြီဟိုပုဂ္ဂိုလ်မှာဟိုအပြင်၅ပါးမှာပြင်တော့တယ်တချို့တော့ပုဂ္ဂိုလ်တွေဟာအဘိဓါဗျာပါဒမိစ္ဆာဒိဋ္ဌိလို့ခေါ်တဲ့သူဘာဥစ္စာတွေကိုကိုယ်ဥစ္စာဖြစ်ဖို့ကြံစည်ခြင်းဗျာပါဒလို့ခေါ်တဲ့နိရောဓထွက်ခြင်းမိစ္ဆာဒိဋ္ဌိလို့ခေါ်တဲ့မဟုတ်တော့ယူမှားတော့ယူတွေကိုယူခြင်းဒီဘဝပြတ်သွားရင်နောက်ဘဝမရှိတော့ဘူးအဲဒီလိုယူတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝပြတ်သွားရင်နောက်ဘဝမရှိတော့ဘူးဆိုတာယူတွေကိုပယ်ပြီးတော့မှနေထိုင်တဲ့ပုဂ္ဂိုလ်ရဲ့ဒုက္ခသိဉ္ဇဉ်ကြီးမှာအပြင်၅ပါးနဲ့ပြည့်စုံနေပေမဲ့တို့အပြင်၅ပါးမှာပြည့်လို့တယ်ရသော်ဘုရားရှင်ကိုယ်တော်ကအဲဒီလိုဟောကြတယ်အားကြောင့်လို့ဒုတိယနာပြည့်တဲ့တို့သုတ်တန်ကြီးမှာပွင့်တော်ပံဆိုတာဒါပါပဲနော်အဲဒါဆိုဒုတိယနာပြည့်တဲ့တို့တရားရဲ့အကျိုးကိုတူတူလေးနဲ့လူရင်းလို့ရှိရင်ပြောပြီးတဲ့နောက်မှာဒုတိယနာပြည့်တဲ့တို့မိမယ်
သုံးတန်မြေမှာပွင့်လို့ပန်းတယ်ဒုတိယနာတိတို့တူချင်လားမတူချင်ဘူးလားမတူချင်ဘူးနော်အဲ့ဒါတော့သုံးတန်မြေမှာပွင့်လို့ပန်းတယ်မတူချင်ဘူးဆိုလို့ဒုတိယနာတိတို့ဘာတွေတော့မှာလို့ကောင်းသောကာယကံမှုကောင်းသောဝစီကံမှုကောင်းသောနောကံမှုတွေနဲ့ပြုလို့ပြောဆိုကြံစည်ပြီးတော့နေကြရတယ်အဲကြောင့်မို့ဒုတိယနာတိတို့ကိုလည်းဒါဥစဉ်နေနဲ့ဒါလူပေါင်းလူလောကဆိုတာကသမုဒ္ဒရာဝန္ဒနာအတွက်ခြားဖွေစားတော့ပြီးတော့နေကြရတယ်အဲဒီလိုနေကြတဲ့ခါမှာလိန်ပြည့်တဲ့နေရာမှာလည်းလိန်ညာပြီးတော့ပြောဆိုကြတယ်မခိုးတဲ့နေရာတွေမှာလည်းခိုးပြီးတော့ပြောဆိုမှုတွေနဲ့ကြုံကြလိမ့်မယ်အဲဒီလိုကြုံရတဲ့ခါမှာဒီလောက်ကိုလုံးလို့ကိုယ့်ရဲ့စိတ်ထဲမှာကိုယ်ဥစ္စာဖြစ်မယ်ကိုယ်ဥစ္စာဆိုဘာလဲနောက်တစ်ခါတွေးပြီးတော့ပုံခံရမယ်အတွေးမျိုးဖြစ်နေတယ်အဲ့ဒီအလုပ်ကိုမလုပ်နဲ့မိမိလုပ်လိုက်တဲ့အလုပ်ကြောင့်ငါဒီဘက်တွေကိုတက်လိုက်ပြီးတက်မိတဲ့တွေအော်ငါတက်လိုက်ကမှားပြီဆိုတဲ့အတွေးမျိုးကိုပေါ်လာမယ်ဆိုကြအဲ့ဒီအတွေးဟာဒီကနေ့ကလာမှာဒီလိုနမိတ်အနေနဲ့သင်ပါလိမ့်မယ်ဒုတိယဒီကနေ့ဆိုလို့ရှိရင်မရဏတာနာဆိုဒီကနေ့ဆိုကြောက်မယ်ဆိုချင်ဦးဇင်းတို့ဒီကိုရီးယားဇာလန်တွဲကြီးရှိတယ်လို့နော်အမှတိဥပလာတဲ့ကိုရီးယားဇာလန်တွဲကြီးရှိတယ်လို့တခါပြီးတခါခန်း30ပြီးခန်း70ခန်း70ပြီးခန်း70ပြီး73ဆိုလို့အတွဲလိုက်လာတယ်ကုလိုပြန်အကုလိုပြန်အကုလိုပြီးကုလိုဆိုပြီးတေဂာနိကာလမှာအတွဲလိုက်ပြီးကောင်းတာထွက်လိုက်မကောင်းတာကောင်းတာမြင်လိုက်မကောင်းတာမြင်လိုက်မကောင်းတာမြင်လိုက်မကောင်းတာမြင်လိုက်ကောင်းတာမြင်လိုက်အဲဒီလိုဦးဇင်းတို့တေဂာနိကာလမှာနမိတ်ကြီးမြင်နေတယ်အဲဒီနမိတ်တွေဟာဘာဖြစ်လို့မြင်တာလဲဆိုကိုလောက်ခဲ့တဲ့အလုပ်တွေမှာမှားပြီဆိုပြီးတော့နောင်တဖြစ်ခဲ့တယ်မြင်တာနော်အဲဒီတော့ကိုလုံးတဲ့အလုပ်မှာနောက်တော့မဖြစ်ဘူးလို့ထင်နေဆိုရင်တော့အဲဒီလုပ်ကိုလုပ်ပါကိုလုံးပြီးတော့မှဒီလုပ်ဟာမှားပြီလို့နောက်တော့ပြရတဲ့အလုပ်မျိုးဆိုရင်အဲဒီလုပ်ကိုမလုပ်ပါနဲ့မကောင်းတာလုပ်ခဲ့တဲ့အလုပ်တွေမိမိလုပ်ခဲ့တဲ့မကောင်းတဲ့အရာတွေဘယ်တော့မှမပေါ်တော့ဘူးလို့ထင်နေမတည်ခင်ကာလဆက်ကြမှာမိမိတို့တရားထိုင်ပြီးတရားထိုင်အဲ့ဟာပေါ်လာလိမ့်နော်မိမိတို့တကယ်ကာလစัจ जा မှာမိမိငယ်ငယ်ကလုပ်ခဲ့တဲ့မကောင်းတဲ့အလုပ်တွေချီကောင်းချီလိမ့်မယ်နော်အဲ့ဒီအလုပ်တွေဟာမတကယ်ကာလစัจ जा မှာမိမိတရားထိုင်နိုင်လို့တရားကိုတည်တည်ချာချာစိုက်ပြီးတော့ထိုင်တဲ့ကမှာအဲ့ဒီမပေါ်တော့ဘူးလို့မိမိကိုယ်မိမိတွေးလို့တောင်မပေါ်တဲ့အတွေးထဲမှာပေါ်လာလိမ့်မယ်ပြန်ပြီးတော့နော်အဲ့ဒါဘာလဲဆိုအဲ့ဒီလိုပေါ်လာလို့ဒါငါရဲ့စိတ်ထဲမှာမပေါ်လို့လို့တဲ့နဲ့အတွေ့အကြုံမှာပြန်ပြီးတော့ပေါ်လာတယ်လို့တွေ့တယ်အဲ့ဒီအတွေ့အထက်ပြီးတော့ကိုယ်နောက်တော့ကတူဝမ်းစိတ်နဲ့ဆိုလို့ရှိရင်ဒီကနေ့ကာလမှာမိမိမရဏဌာနဆိုဇောပြီးဆိုအဲ့ရုပ်ပုံပကြီးကတ်တဲ့ဉာဏ်မိမိရဲ့ဇောအချင်းနဲ့မှာပေါ်လာလိမ့်မယ်အဲ့ဒါကြောင့်လို့ဒုတိယနာပြည့်တဲ့မကောင်းမှုအောက်မှုလို့ဆိုတာကနောက်တော့တစ်ခါတူဝမ်းမှုကလဲဘာတစ်ခုမှအကျုံးမပေးဘူးနောက်ပြီးတော့မကောင်းမှုအောက်မှုလို့ဆိုတာက there is no sharing ambiguity done by oneself မိမိကိုယ်တိုင်ပြုလုပ်ထားတဲ့မကောင်းမှုအောက်မှုကိုမိတုကမှညဝေခံစားခိုင်းလို့မရဘူးနော်မကောင်းမှုအောက်မှုကိုမိမိပြုလုပ်ထားတဲ့မကောင်းမှုအောက်မှုဟာမိတုကမှညဝေခံစားခိုင်းလို့မရဘူးနော်ကိုဒုရိယနာတိတဲ့လို့ကိုဓမ္မဒါနနဲ့အာဟာရဒါနတွေပေါ့နော်ပြုလုပ်ကြတယ်ဒါဝေယောဇကုသိုလ်တွေပြုလုပ်ကြတယ်အဲ့လိုပြုလုပ်ကြတဲ့ကုသိုလ်တွေကြတော့ညပေးဝေလို့ရတယ်နော်အောက်လို့ကညမပေးဝေလို့ဗေမိတရနန်းတော်ကြီးကိုညအခါမှာသူ့ရဲ့ဆွေတော်မျိုးတော်တွေဟာဗေမိတရမင်းကြီးအိမ်မြောင်အော်ဟစ်ခဲ့ကြတာမဟုတ်ဘူး၆လခဲ့ကြတာမဟုတ်ဘူးဗေမိတရမင်းကြီးပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေမင်းလျော့ခဲလို့တားပြီးအဲ့ကုသိုလ်ကောင်းမှုတွေကိုညတန်းရတယ်လို့တားလို့ခေါ်ကြလို့ဗေမိတရမင်းကအမြပေးဝေမှုမေးခဲ့လို့အမြမပေးဝေခဲ့လို့သူတို့ဟာညအခါမှာဗေမိတရမင်းရဲ့နန်းတော်တစ်ခုလုံးမှာပုပ်ပွက်ညာအောင်စုညံတော့အတန်လေးဖြစ်လို့ရတာအဲ့လိုစုညံတော့အတန်လေးဖြစ်ကြတာဗေမိတရမင်းပြုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကိုရှင်လို့အောက်ကုသိုလ်ကောင်းမှုကိုရှင်လို့မဟုတ်ဘူးအောက်ကုသိုလ်ကောင်းမှုကိုညီတော့ခါမှာဒီဘာကိုရှယ်လို့မရပါဘူးမိမိကမိမိရဲ့သားမိမိရဲ့သမီးမိမိရဲ့အိမ်မိမိရဲ့မိဘလောက်ပဲဖြစ်နေတယ်မိဖြစ်နေတယ်ညီမဖြစ်နေတယ်မောင်လေးဖြစ်နေတယ်ကိုဖြစ်နေတယ်လုံးဝရှယ်လို့
မရပါဘူးနော်အောက်ဘူးတော့ဒါဒီမှာဒီနေ့ငါအောက်ဘူးလို့ထားတယ်ကွာငါဝိတ္တထားတယ်အတိတ်ထားတယ်ငါတတ်ထားတယ်စသဖြင့်ညီတို့တော့ပြိဿံကိုကိုတတ်ထားလို့ရောဒီမှာငါတတ်ထားတဲ့အောက်ဘူးယူအောင်လုံးဝမရအတားလာစားပါရင်စားပါမယ်အောက်ဘူးကိုပြေးလို့ရနော်အဲ့ဒါကြောင့်ကုလို့ကြတော့အဲ့ဒီလိုမဟုတ်ဘူးမိမိပြုလုပ်ထားတဲ့ကုလို့ကိုသူတစ်ပါးကိုမျှဝေနေမိမိရဲ့ကုလို့ဟာကိုယ်ပါလေအကုသိုလ်ကအဲ့လိုမဟုတ်ဘူးလုံးဝမျှဝေလို့မရဘူးမိမိပြုလုပ်ထားတဲ့အကုသိုလ်ကမိမိရဲ့ကိုယ်ပိုင်ပဲနော်မိမိပြုလုပ်ထားတဲ့ကုသိုလ်ကြတော့မိမိကိုလည်းဒီမျိုးဝမ်းသာမှုကိုဖြစ်စေလို့သူတစ်ပါးကိုမျှဝေပြီဆိုရင်လည်းသူတစ်ပါးကညီမျှကိုရပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်မယ်ဟောညီရမမြဲတဲ့ပုံစံတွေမိမိရဲ့ညာတန်းပေးဝဲလိုက်တဲ့အတွက်ကြောင့်ဒါလို့ခေါ်ပြီးတော့ကောင်းရာပုံပွားတွေကိုရောက်သွားကြမယ်အဲဒါကြောင့်မလို့ဒုတိယနာပြည့်တဲ့လူကြီးနဲ့မိမိရဲ့ကာယကံမှုဝစီကံမှုမနောကံမှုတွေကိုဆင်ကြယ်အောင်ပြုလုပ်ပြီးတော့နေကြရင်သုဒ္ဓမှာအပြင်၅ပါးရှိနေမယ်လေသုဒ္ဓမှာရှိတဲ့အပြင်၅ပါးနဲ့ကျင်းတော့အောင်ဆင်ကြယ်အောင်နေနိုင်ကြပါစေလို့ဆုတောင်းရဧတံအကုသိုလ်ကင်းကုသိုလ်တွေလေဗုဒ္ဓနာကိကဝါလို့တဲ့စုမကပွေတော်မူကြကုန်ပြီးတော့သုံးလုံးကဒုက္ခသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့သည်သာရဏံလိုရင်းသုံးပြသုံးကြပါစေဟုဒုက္ခမြေမှာပွေတော်ကံဟုသောတရားတော်ကိုဟောပြကဆုံးမတော်မူခဲ့ပါပြီတည်းအရှင်သူမြတ်ဗျာဗျာတိတော်ယူသေးသောဖြင့်ခြေတော်ဥခိုင်ရှောက်ထားအပ်ပါလေအရှင်သူမြတ်ဗျာဒီနေ့ညရန်ကုန်တိုင်းဒေသကြီးကြီးမနိုင်မြို့နယ်ရေရွာရက်ွက်လုံးဆိုင်ရာမနောဝိတုဒ္ဓိဆောင်းလောင်းတွင်မှဦးစီးတင်ပါတော်ဒင်းဉာဏ်အတွင်ဓမ္မပူဇာတရားပွင့်၌ဓမ္မအထာဏနဝကောင်းမှဝတ္ထုမူများအားလူတန်းတွင်ပြုပါရန်ဗျာတိတော်ယူသေးသောဖြင့်ရှောက်ထားအပ်ပါလေအရှင်သူမြတ်ဗျာအရှင်သူမြတ်ဗျာအရှင်ဘုရားဤသီလဂုဏ်ဓမ္မရိဂုဏ်ပညာဂုဏ်တို့အားဒီညုတရားတော်အဖြစ်လူတန်းမှုပစုစုလူအားလက်ခံပေးပါရန်ဘုရားတိတော်ယူပြီးသောဖြင့်လျှောက်ထားအပ်ပါသည်အရှင်ဘုရားဤတပည့်ဒါယကဖြစ်သောဥထုံးဝေမှလက်ခံပေးပါရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်ရှင်သူမြတ်ဗျာဝေလုံသူဦးအောင်ဦးထုံးအောင်ဒေါ်တင်မြင့်ညီမက်ရွှေစင်ထက်တုတ်ကူရည်လူ၏သာသမီမြင့်မြင့်စုမှအလူငွေမတ်ဒီစေတင်းကျက်တီအားစက္ကန့်လူတန်းပေးပါရန်လေးစားစွာ